အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Pop Ant ကကွန်ဆိုရဲမောင်ပါခင်ဗျာပရိသတ်တို့ရမ်းကြိုက်နေတဲ့ကြတဲ့တရေတွေအကြောင်းကျွန်တော် Part 3လုပ်ပေးလိုက်ပါတယ်ခင်ဗျာဒီအစီအစဉ်ကိုစလိုက်အောင်ဗျ Number 1 Ghost Girl ချစ်စရာကောင်းတဲ့ကလေးမလေးတရားဟာမန်ကိုကြည့်ပြီးသူ့ကောင်ဖီးနေအောင်တွေ့ရပါတယ်သူ့အမေဖြစ်တဲ့သူကလည်းချီကျူပြီးဗီဒီယိုလေးရိုက်ပေးနေပါတယ်ကလေးမလေးဟာသူ့အမေဖက်လဲ့ပြီးစကားပြောပါတယ်တွေ့လားဗျကလေးမလေးကသူ့အမေဘက်လဲ့သွားပေမဲ့သူ့ရဲ့ပုံရိပ်တစ်ခုကကြက်တီထားစရာကောင်းအောင်လိုက်မလဲ့ပဲသူ့ကိုသူအသက်ချိနေတယ်လို့ပဲဗျဒါကသူ့ဖြစ်နိုင်ပေမဲ့နာမည်အရန်ကြီးတဲ့တရေဗီဒီယိုဖိုင်တစ်ခုပါပရိသတ်တို့ဘယ်လိုမြင်လဲခင်ဗျこの鏡は母親が知人から譲り受けた古いものだという。Number 2 Possessed Baby ဒီဗီဒီယိုဖိုင်ကတော့ information သိမရှိဘူးဗျ March 2016မှာဒီဗီဒီယို YouTube ပေါ်လာပါတယ်ဗီဒီယိုထဲမှာကလေးငယ်တူတယောက်ဟာသူ့ရဲ့အိယာငယ်လေးထဲမှာအိတ်နေရင်ရုပ်တရက်အော်ငိုပါတယ်ဘိုက်စာလို့လားမသိဘူးဗျဒါပေမဲ့နောက်ဖြစ်တဲ့အရာဟာရင်ထိတ်ဖွယ်ရာရန်ကောင်းပါတယ်ကလေးလေးဟာတရေတစေတခုဝင်ပူးသွားသလိုမျက်လုံးဝင်းလက်နေပြီးသူ့ရဲ့အိယာကိုအပေါ်ထိတက်ရောက်နိုင်ခဲ့ပါတယ်အဲ့ဒီအရွယ်ကလေးရှေလန်းတောင်ကောင်းကောင်းမရှောက်နိုင်သေးဘူးဗျနောက်ပြီးအရန်ကြက်တီထားစရာကောင်းတဲ့ကလေးအတန်မဟုတ်တော့တဲ့အတန်ကြားရပါတယ်ကလေးလေးကိုဒီတရေကတတ်ချင်တာလားကံကောင်းစွာကလေးဟာအိယာပေါ်ပြန်ကျသွားပါတယ်ပရိသတ်တို့ဒီတပုတ်ပဲလို့မြင်လဲဗျNumber 3 Ghost in the Wood Missouri ဒီတပုတ်ကတော့အရန်ကြာပါပြီခင်ဗျ1990ခုနှစ် American နိုင်ငံ Missouri လို့ခေါ်တဲ့မြို့မှာရိုက်ထားတဲ့ဗီဒီယိုပါတောတောင်ထိမ့်သိမ်းမှုတယောက်ဟာတောထဲမှာကင်မရာတစ်ခုထူးထူးဆန်းဆန်းကောက်တွေ့ခဲ့ပါတယ်ဒါပေမဲ့ဟိုထူးဆန်းတာကကင်မရာကရိုက်ထားတဲ့အရာပါကင်မရာထဲကဗီဒီယိုဟာမုတ်ဆိုး2ဦးဖြစ်ပါတယ်မုတ်ဆိုး2ဦးဟာတရိษံတစ်မျိုးကိုလိုက်နေရင်သုံးနေရာကိုမတော်တဆတွေ့မိသွားပါတယ်သူတို့ကင်မရာနဲ့လိုက်ရိုက်တော့အခါအရန်ထူးဆန်းတဲ့တရေတစေတစ်မျိုးခြုံဖုတ်တွေကြားမှာပြန်နေသလိုမျိုးလွင့်နေတာကိုတွေ့ရပါတယ် You see that? Over there, look, over there. You see that? What the hell?ဒါပေမဲ့ရုပ်ရည်ပျောက်သွားတယ်ဗျမုတ်ဆိုးတယောက်ကငါကြောက်တယ်သွားမယ်လို့ပြောနေရင်အဲ့ဒီတရေဟာသူတို့ကိုတွေ့သွားတယ်ထင်တယ်သူတို့ဘက်ကိုကြက်တီချစရာကောင်းတဲ့အတန်နဲ့အမြန်နှုံးနဲ့ခုန်ထွက်လာပါတော့တယ်ဒီမုတ်ဆိုး2ဦးဟာဘာဖြစ်သွားလဲဆိုတာဘယ်သူမှမသိပါဘူးဒါပေမဲ့ခုထိဒီဗီဒီယိုဖိုင်လေးကပိုင်ရှင်မရှိသေးတဲ့အတွက်စဉ်းစားစရာပါပဲခင်ဗျာ Okay, fuck. Go. Fuck. Number 4 Hospital Ghost ဒီတပုတ်ကတော့ Honduras နိုင်ငံကဆေးရုံတစ်ခုမှာရိုက်ထားတဲ့ထူးဆန်းတဲ့တရေရှောင်မှုတစ်ခုပါခင်ဗျာအရင်တုန်းကဒီဆေးရုံထဲမှာဆရာဝန်တဦးဟာသူ့ကိုယ်သူတတ်သိခဲ့တယ်တဲ့ဗျအဲ့နောက်ပိုင်းခဏထူးဆန်းပြီးအဖြေမရှိတာတွေဖြစ်လေရှိတယ်တဲ့ဗျတညမှာဆေးကြောင်းသူတူဟာအဲညအလုပ်မပြီးလို့ညတကောင်အထိတယောက်တည်းကြံရစ်ခဲ့ပါတယ်ဒါပေမဲ့သူရုတ်တရက်အခန်းတစ်ခန်းမှာထူးဆန်းတဲ့အတန်တွေကြားနေရလို့သွားစုံစမ်းလိုက်တော့အခါအရန်ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုထွက်လာပါတယ်ဒီတရေဟာပေါ်လိုက်ပျောက်လိုက်နဲ့ဖြည်းဖြည်းချင်းစီသူ့ဖက်လာနေတာကိုတွေ့ရပါတယ်ကြက်တီထားစရာပါပဲခင်ဗျာကျွန်တော်ဆိုရင်ပြေးတာကြားပါပြီသူဟာနောက်ဆုတ်ရင်မောင်မဲတဲ့အခန်းတစ်ခုတည်းကိုဝင်သွားရပါတယ်ဒီဗီဒီယိုဟာအဲ့လိုပြီးသွားတော့နောက်ဘာဖြစ်သွားလဲဆိုတာမသိရှာပါဘူးအဲ့ကြောင့်သာလွတ်မြောက်ပါစေလို့ဆုတောင်းပါတယ်ဗျာ Number 5 Paranormal Activity Page လို့ခေါ်တဲ့ကောင်မလေးဟာသူ့ရဲ့ရည်စားနဲ့ဒီအိမ်ပြောင်းလာကြတဲ့ကအရန်ထူးဆန်းတာတွေတခဏရှောက်ခံရတယ်လို့ပြောပါတယ်သူတို့မော်ဆရာနာသွားအကူအညီတောင်းတော့အခါ
မော်ဆရာကသူတို့ပဲတွားအမြဲတမ်းအိမ်မှာဗီဒီယိုရိုက်ဖို့အကြံဉာဏ်ပေးလိုက်ပါတယ်သူတို့လည်းပြောသလိုလုပ်လိုက်တာပေါ့ဒါပေမဲ့ page ကဗီဒီယိုအမြဲတမ်းရိုက်နေတာအဆင်မပြေဘူးဆိုပြီးသူ့ရဲ့ရေးစားနဲ့စကားများနေတော့ရုတ်တရက်မထင်မှတ်ပဲတကားဟာ boom ကနေသူ့ကိုသူပိတ်သွားပြီး page ရဲ့ order ကိုကြားလိုက်ရပါတယ် Over the filming and everything. ကောင်းလေးကတအားကြောက်လန့်သွားပေမဲ့သူ့ရေးစားကအခန်းထဲမှာရှိတဲ့အတွက်တကားကိုဆွဲဖွင့်လိုက်တော့အခါအရန်ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်ရပါတယ် page ကိုနတ်ဆိုးတည်းဝင်နေတာကိုတွေ့ရပြီးနေရန်ပေါ်မှာကတ်နေပါတယ်ကောင်းလေးဟာရုတ်တရက်ဆိုတော့ရှေလန်း3-4လမ်းနောက်ဆုတ်လိုက်ပါတယ်နောက်ပြီးဒီတည်းဟာသူ့ကိုတွန်းလိုက်ပြီးတကားပြန်ပိတ်ပါတယ်သူ့ရေးစားကိုကူညီဖို့ဖြည်းဖြည်းချင်းစီအခန်းထဲပြန်ဝင်တော့အခါ page ဟာတတိမေ့ပြီးအသက်မရှိတော့သလိုပါပဲဗျမကြခင် page ဟာတက်ပြင်ချပြီးပြန်တတိရလာပါတယ် Over the filming and everything. Paige! 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 Oh shit. Paige. ကျွန်တော်နေကောင်းတာနဲ့ဒီတည်းရဲ့အကြောင်းတွေလောက်ရလို့ပြန်ဖြားရှင်သွားသလိုပဲဗျာစတာပါပရိသတ်တို့ဒီလိုဗီဒီယိုတွေကြိုက်နှစ်သက်ကြတဲ့အတွက်ကျေးဇူးပါဗျာဒီတစ်ပုတ်ကိုလည်းကြိုက်ရင် like ပြီးတငယ်ချင်းတွေနဲ့ share ပေးလိုက်ပါအောင်ဗျာကျွန်တော်တို့ pop and အခု follower 2သိန်းလောက်ရှိပြီဗျာ follow ကြတဲ့ပရိသတ်တငယ်ချင်းတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကောင်းသောညခင်ဖြစ်ပါစေဗျာ